ရီလာသုံးရမဟာရီဥပါမိခင်တော်ဆိုရင်သွေးဖြစ်လာအမေပေးတဲ့ထိန်လေးဟာပြည်သူများအတွက်အောင်ဆန်းဖြစ်ပေါ်လာဖေဖော်ဝါရီလ3 ရက်မှာဟာရီဥပါမိခင်တော်ဆိုရင်သွေးဖြစ်လာအမေပေးတဲ့ထိန်လေးဟာပြည်သူများအတွက်အောင်ဆန်းဖြစ်ပေါ်လာအနစ်နာခံမိကိုရိုးစွန်နာဤသူချစ်တဲ့ကိုကြောင့်ဟာပြိုင်သက်ရှာတဲ့အောင်ဆန်းတယောက်ရဲ့ပါဖြစ်နိုင်ရင်နဲ့သူပြောသေးတာပဲပြုံးနမြမမနဲ့စားလေးစားခြင်းမပြီဗျာအကျဉ်းတရားကနဲ့ဆိုင်လာပြီလားဖေဖော်ဝါရီလ3 ရက်မှာဟာရီဥပါမိခင်တော်ဆိုရင်သွေးဖြစ်လာအမေပေးတဲ့ထိန်လေးဟာပြည်သူများအတွက်အောင်ဆန်းဖြစ်ပေါ်လာအနစ်နာခံမိကိုရိုးစွန်နာဤသူချစ်တဲ့ကိုကြောင့်ဟာပြိုင်သက်ရှာတဲ့အောင်ဆန်းတယောက်ရဲ့ပါဖြစ်နိုင်ရင်နဲ့သူပြောသေးတာပဲပြုံးနမြမမနဲ့စားလေးစားခြင်းမပြီဗျာကျင်နာတရားကနဲ့ဆိုင်လာပြီလား
ပွဲမှာရေကွက်လို့သိဝဲရှာအညာပါကြီးအသက်ပေးရပြီဗျာမမေးရနိုင်မှာဇူလိုင်30ကိုရ